2026ခုနှစ်မိုးရာသီဒုတိယအကြိမ်တစ်ပင်စိုက်ပျိုးပွဲခမ်းနားကိုဇူလိုင်လ18ရက်မနက်ပိုင်းကပသိမ်မြို့အမှတ်36မှန်ဆက်ရုံဝင်းအတွင်းမှာကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်ဟာတာဝန်ရှိသူများနဲ့တက်ရောက်ပြီးတစ်ပင်ကိုစိုက်ပျိုးပေးပါတယ်။ပထမဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ကယခုမိုးရာသီတစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရတဲ့ရည်ရွယ်ချက်ဟာတိုင်းဒေသကြီးအတွင်းစိမ့်လန်းဆူပြေတဲ့ပတ်ဝန်းကျင်ဖြစ်ပေါ်လာရေးရာသီဥတုပြောင်းလဲမှုလျော့နည်းလာစေရေးကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ချစေရေးအတွက်တစ်ပင်စိုက်ပျိုးပွဲများမှာဌာနဆိုင်ရာများသာမကပြည်သူလူထုပါပူးပေါင်းပါဝင်လာစေခြင်းဖြင့်တစ်တော်တစ်ပင်များအပေါ်ချစ်မြတ်လူစိတ်ရှင်သန်လူကြစေရန်တို့ဖြစ်ကြောင်းတိုင်းဒေသကြီးရဲ့တစ်တော်ဖုံးလွှမ်းမှုပုံမူတိုးတက်လာစေရေးနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ရာသီဥတုတမမြတာစေရေးတို့ကိုအထောက်အကူပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းတစ်တော်တစ်ပင်များဟာလူသားများနဲ့သဘာဝပတ်ဝန်းကျင်အတွက်အလွန်အရေးကြီးတဲ့အရာများဖြစ်တဲ့အတွက်သက်ရှိလောကတည်မြဲရန်ထာဝရကုသိုလ်ရယူရန်ဇီဝမျိုးစုံထိန်းသိမ်းရန်လောင်စာစွမ်းအင်ရရှိရန်ရေတယံဇာတာထိန်းသိမ်းရန်ရာသီဥတုမျှတစေရန်အတွက်တစ်ပင်စိုက်ပျိုးကြရန်နဲ့စိတ်အားထက်သန်စွာဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ပြောကြားပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်အနောက်တော်၌စစ်ဌာနချုပ်တိုင်းမှုတို့ကတစ်ပင်စိုက်ပျိုးမဲ့ចောင်းသားចောင်းသူများနဲ့တာဝန်ရှိသူများထံကိုပြိုးပင်များပေးရကြပါတယ်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်ကဌာနဆိုင်ရာများဆရာဆရာမများចောင်းသားចောင်းသူများနဲ့ပြည်သူများကကျွန်းပြင်ကတူပတောက်မဟော်ဂနီမန်ချန်ရှာအဆရှိတဲ့ပြိုးပင်ပေါင်း800ပင်ကိုစုပေါင်းစိုက်ပျိုးကြပြီးစုပေါင်းတစ်ပင်စိုက်ပျိုးနေမှုများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့တယ်လို့သတင်းရရှိပါရရှင်။